စားပါဒုခွဲပြီးစေးရုံကဆင်းလာတော့အိမ်မှာလမ်းလျှောက်ကျင်နေတယ်သူမပါဘူး那时候都杀的东西，我们今天拍中了，我说对杀吧。我摸电脑里面是，SD စစ်တုံးဝင်းရန်ကုန်မြို့မှာတဝဲမြို့ဆိုလိုက်ပါတီးတီးတယ်ချောတီတီတီချောချောတီတီတီချောဒေတိုကတင်တော်နေတဲ့ဒီပါစတဲ့ဘဝင်နေမှာနှစ်ဖက်ပေါ်တော့ပြန်တော့ကြောက်ပါတဲ့တယ်လို့ပြောရတယ်ရှင်ဒီနေ့တနိုင်ကလောက်ဒီလေးဖြစ်တယ်အဲ့တော့လမ်းမှာလည်းဘာကြုံမှမသိလို့မနေ့စားလည်းမရှိဘူး။ဒါမှမသိရစားဖိုင်ဆိုတော့စားစရာဝယ်စားစရာနေရာမရှိမှဆို။စားပါ။ဘယ်လိုပါလဲလဲပါလဲ။ဘာပြောလဲ။နားမှာ။ဒီတော့ဘာလဲ။ကိုမထွန်းကအိမ်မှာဒုခွဲပြီးစေးရုံကဆင်းလာတော့အိမ်မှာလမ်းလျှောက်ကျင်နေတယ်သူမပါဘူးကျွန်မညီမလေးနဲ့လာတာကျေးဇူးတင်ပါတယ်
God